တိုက်စစ်မှုနေမာကို2026ဒီဇင်ဘာ31အထိ Santos အသင်းတက်တန်းတူ Santos အသင်းဟာဘရာဇီးတိုက်စစ်မှုနေမာကို2026ဒီဇင်ဘာ31အထိတက်တန်းတူစာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်ကြောင်းအတည်ပြုကြေညာခဲ့ပါတယ်။နေမာဟာအစိုးပိုင်းတုန်းကကမ္ဘာဗလာအခွင့်အရေးအတွက်ဥရောပကိုပြန်လည်ပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေကြောင်းသတင်းထွက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ Santos အသင်းမှသာဆက်ကစားဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ Santos ကနေမာရဲ့ကစားသမားဘဝအစပြုတဲ့အသင်းဖြစ်ပြီး2025ဇန်နဝါရီမှာမှအသင်းကိုတကြောပြန်ရောက်ရှိခဲ့တာမှာလာမယ့်ဖေဖော်ဝါရီမှာအသက်34နှစ်ပြည့်မဲ့နေမာဟာပြီးခဲ့တဲ့ရာသီကဒူးဒန်ရရှိနေတဲ့ကြားကခွဲစိတ်ကူးတာမှုပြုလုပ်ဖို့ကိုရွှေ့ဆိုင်းထားက Santos အသင်းတမ်းမစင်းရအောင်ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ Santos ကကျွန်တော်ရဲ့နေရပါကျွန်တော်အိမ်မှာရှိနေတာပါခမရတို့နဲ့အတူကျွန်တော်ရဲ့ပျောက်ဆုံးနေတဲ့အိမ်မက်တွေကိုယာယူသွားခြင်းပါတယ်လို့နေမာကစာချုပ်သက်တမ်းတိုးတဲ့ဗီဒီယိုမှာပြောကြားခဲ့ပါတယ်။နေမာကဘရာဇီးလက်နွေရှင်အသင်းနဲ့အတူ2026ကမ္ဘာဖလားပင်ကွဲမှာဆင်းနွှဲခွင့်ရဖို့မျှော်လင့်နေပြီးနီးပြအန်ဆယ်လော်ဒီကတော့ကြံခိုင်မှုပြေဝဖို့လိုအပ်ကြောင်းတတိပေးထားပါတယ်။ နီးပြဟောင်းယူဘင်းမိုးရင်လက်ထက်မှာကိုသွင်းဖို့ညုံကန်ကြရတဲ့တိုက်စစ်မှုဘင်ဂျမင်ဆက်စကိုဟာဂျာအီနီးပြဖလက်ချာညာပတ်မှာစောကွဲဦးထွက်မှာတဲ့တကိုးသွင်းယူပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့မန်ယူဟာဒုတိယပိုင်းမှာဆက်စကိုရဲ့ဂိုးတွေနဲ့ပြန်လည်ဦးဆောင်နိုင်ခဲ့တာတော့မှဘန်လေအသင်းကိုခြေပကိုးပြန်ပေးလိုက်ရလို့နှစ်ရလိုက်နေတာပွဲပြီးဆုံးခဲ့ရတာပါ။ဒါဖလက်ချာတော့နိုင်ပွဲနဲ့စတင်နိုင်ဖို့လက်တကန်အလိုမှတင်လွဲချော်ခဲ့ရတာဖြစ်တယ်လို့မန်ယူတော့ပရီးမီးယားလိဂ်မှာ၃ပွဲစတိုက်တရေကျတဲ့ရလဒ်ဆိုဖြစ်ထရပါတယ်။ဆက်စကိုဟာအမော်ရင်လက်ထက်ကနေမတူတဲ့ဂိုးသွင်းစွမ်းတွေကိုပြသနိုင်ခဲ့ပေမဲ့အသင်းရဲ့ခန်းစစ်ပိုင်းကတော့အားနည်းချက်တွေရှိနေဆဲဖြစ်ပါတယ်။ပွဲချိန်တောင်ငန်းငန်းကိုစိုးမိုးထားနိုင်ခဲ့ပြီးလူငယ်ကစားသမားရှေးလဲစီးရကန်ချက်ကလည်းဂိုးတိုင်ထီထွန်သွားခဲ့လို့မန်ယူအတွက်ကံမကောင်းခဲ့တာလည်းပါဝင်ပါတယ်။ဒီတရေရလက်ကြောင့်မန်ယူဟာချန်ပီယံလိဂ်ဝင်ခွင့်အတွက်အမတ်တွေထပ်မံဆုံးရှုံးခဲ့ရပြီးဆက်စကိုရဲ့တောက်ပတဲ့ခြေစွမ်းကလည်းအသင်းအတွက်နိုင်ခွဲအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့တာကဝမ်းနည်းစရာဖြစ်ခဲ့ရပါတယ်။မန်ယူဟာလက်ရှိမှာတော့အဆင့်8ကချယ်ဆီဓမ္မအတာနဲ့အဆင့်9မှာရပ်တည်နေခဲ့ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။